Hi, chinchupinan put kanin tlaina nan zafinan damcheu mo. Atu tan interview kan tuang hating mi. Atu leo ko ramin thang tak. Atu leo minaw tampi kan alai che in kan ma lai minaw ni te minaw tampi ni an or tak mi David Lai interview kan buntu anak chan sa lai. Chen atu interview kan halding mi jong he kan ma ni kan hal mi selawin kan ama fan pol ni kan pakhat chiều pum pak chiều in la khal mi chungin khan asi kho tok kha a thabik in kanin la khal pyak na lai hello mali David Lai ming lawa ming lawa okay ayin song preta tiu ko David Lai ye name a phit song ye pi ro atat ye pi ro mui ne ye ayin pyo pyak pai ba aw ကျွန်တော်နာမည်အပြည့်စုံကလိုက်ထောင်းစထန်းဖြစ်ပါတယ်အစဆုံးဆိုတော့ David လိုက်ထောင်းစထန်းပေါ့နော်ပြင်ကျွန်တော်အသက်က22ထဲဝင်နေပါပြီပြပါပါလေမွေးနေ့မွေးနေ့ကျွန်တော်မွေးနေ့က22ထဲဝင်ပြီလေ22နေ့ဆိုတော့ဘယ်လဘယ်နေ့โอเค1994ပေါ့နော်ဒီဇင်ဘာလ12ရက်နေ့ဒီဇင်ဘာလမွေးပေါ့နော်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ပြီးတော့ဒီမှာပရိသတ်တွေကမေးခွန်းနေဆိုတော့လေအကြိုက်ဆုံးအစားကပါလေတဲ့အကြိုက်ဆုံးအစားပြောပြပေးပါဦးကျွန်တော်ကအစားကြီးတယ်လေနော်ကျိုက်ဆုံးစားအများကြီးပဲအဲ့ဒီမှာတစ်ခုပေါ့တစ်ခုသေးရလို့တော့မရှိပါဘူးကျွန်တော်ကအဲ့လိုမျိုးရိုးရစားတွေတော့ကြိုက်တယ်ဟုတ်ကဲ့ရိုးရစားပေါ့နော်ချင်းရိုးရဖြစ်ကရင်ကချင်ဖြစ်ပေါ့နော်အဲ့လိုမျိုးပေါ့ရိုးရစားတွေတော့ဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပြီးတော့တတိယမေးခွန်းကအကြိုက်ဆုံးရုပ်ရှင်အများကြီးပဲလေအများကြီးထဲမှာကျွန်တော်လည်းအများကြီးကြည့်ဘူးကို David Lai ရဲ့အကြိုက်ဆုံးတစ်ခုပေါ့အကြိုက်ဆုံးတွေလည်းအများကြီးပဲဆိုတော့နော်ရုပ်ရှင်မဖြစ်မနေရွေးရမှာလားမဖြစ်မနေရွေးရမယ်ဆိုရင်ပေါ့ဟုတ်ကဲ့အဲ့ထဲမှာဆိုတော့ကျွန်တော်every child is special ဆိုတော့ Bollywood ရုပ်ရှင်ပေါ့နော်အဲ့ကကြိုက်တယ်ဒါဆိုဘာကြောင့်အဲ့ကားလေးကိုကြိုက်တယ်ဘယ်အခန်းလေးကိုအကြိုက်ဆုံးဖြစ်မလဲအကုန်ကြိုက်တယ်ဘာလို့လဲဆိုတော့ तू ကပြောမယ်ဆိုတော့ကလေးတယောက်ရဲ့မပြည့်စုံတဲ့အရာပေါ့နော်မပြည့်စုံတဲ့အရာကဒီဟာအဖြစ်ချို့ရင်ဖြစ်မသွားဘူးပေါ့နော်ကျန်တဲ့တနေရာမှာသူ့ရဲ့ထူးချွန်မှုရှိတယ်ကလေးအားလုံးကျွန်တော်လူကြီးဖြစ်လာတယ်ကလေးကနေကြော်ဖြတ်လာတာပေါ့နော်ကလေးဘောကြော်ဖြတ်လာတာဆိုတော့ကလေးတိုင်းကသူတို့ရဲ့ specialist အများအားရှိနေတယ်ဆိုတဲ့ဟာပေါ့နော်ဘယ်အရာကိုမှမေ့ထားလို့မရဘူးဆိုတဲ့အရာအဓိကထားပြီးတော့ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်တော့ရမ်းကြိုက်တယ်ကျေးဇူးတင်ပါတယ်ပြီးတော့နံပါတ်4ကကြတော့အကြိုက်ဆုံးသချင်းနဲ့အကြိုက်ဆုံးတေးဆရာပြောပြပေးပါဦးအကြိုက်ဆုံးသချင်းဟုတ်အကြိုက်ဆုံးသချင်းတစ်ပုတ်အကြိုက်ဆုံးသချင်းရှိလားဟုတ်ကဲ့ရှိပါတယ်ကျွန်တော်အကြိုက်ဆုံးသချင်းကဒီအင်္ဂလိပ်သချင်းထဲကဆိုရင်ပေါ့နော်hero ဆိုတဲ့သချင်းကြိုက်တယ်ဟုတ်ကဲ့ကျွန်တော်စိတ်နှလုံးကကျွန်တော်ရဲ့ hero ပဲပေါ့နော်ကျွန်တော်စိတ်နှလုံးကိုခွန်အားပေးနိုင်တာကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်တယ်ကျွန်တော်ထဲမှာ hero ရှိနေတယ်ဆိုတဲ့သချင်းအတိတ်ပဲလေးရမ်းချင်ပါတယ်ဟုတ်ကဲ့ပြီးတော့ကြိုက်ဆုံးတေးဆရာဘယ်သူဖြစ်လဲကျဆုံးတေးဆရာကျွန်တော်တို့နိုင်ငံအကျော်မြန်မာပြည်ရပါတော့တေးဆရာအားလုံးကိုချိန်ပါတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့တချင်းရတာအများကြီးပေးနေတဲ့ကျွန်တော်တို့ရဲ့တချင်းလေးရေးတယ်ချင်းလေးဆိုရယ်တေးဆိုကျွန်တော်ထွင်းတင်ပေါ့နော်ဒါကသူကအခုနုပညာလောကမှာဆုံးသွားပြီဆုံးသွားပြီဆိုပေမဲ့လည်းသူအနုပညာတွေအများကြီးကြံ့ရစ်နေခဲ့တယ်ပေါ့နော်အမလည်းအကြိုက်ဆုံးပဲထွင်းတယ်အတန်လည်းနည်းနည်းဆင်တော့မဆင်ပါဘူးသူအနုပညာနဲ့ကျွန်တော်အနုပညာနဲ့ရှင်လို့တော့မရပါဘူးသူကအရန်သူတို့ကဝိုင်းရင်ကျွန်တော်တို့ကခုမှတက်စားဟုတ်ကဲ့ကျေးဇူးများတင်တယ်ပြီးတော့နံပါတ်5ချက်အနေနဲ့အကြိုက်ဆုံးအဆိုတော်အင်္ဂလိပ်ထဲမှာတယောက်ပြီးတော့မြန်မာပြဆိုတော်ထဲကတယောက်ပြီးတော့ချင်းဆိုတော်ထဲမှာတယောက်ကျွန်တော်အင်္ဂလိပ်ဆိုတော်တွေထဲမှာလည်းခုနပြောသလိုပဲတခြင်းကကြိုက်တဲ့တခြင်းလည်းများသလိုအဲ့တခြင်းတိုင်းဆိုတဲ့လူတွေကလည်းပေါင်းစုံဆိုတော့နော်အများကြီးပဲအဲ့ထဲမှာမှကျွန်တော်အရန်သဘောကျတဲ့ဆိုတော့ Mariah Carey ပေါ့နော်
ကောင်းတယ်လေ မလဲ ကောင်းတယ်ရမ်းကြိုက်တယ်မြန်မာထဲမှာတော့ကျွန်တော်အများကြီးကြိုက်ခဲ့အဆိုပိုင်းပေါ့နော်အရင်ဆန်းဆန်းပြပြလဲဆိုတော့ရိုးရိုးရှင်းရှင်းနဲ့လည်းအကောင်းဆုံးဆိုနိုင်တဲ့ကိုမျိုးကြီးကိုကြိုက်တယ်သူရဲ့တခြင်းတွေကလည်းအများကြီးမယူနဲ့ဗျာနားထောင်ရတာကောင်းတယ်ရှင်းရဆိုတော့မှကျတော့ကျွန်တော်ဘောနော်ဒီယောက်ျားလေးဖက်မှာဘောနော်ကိုထုံပိုးယောက်ျားလေး中年汤သူကြိုက်တယ်သူရှင်နေလဲတပုတ်နှစ်ပုတ်စာပြီးနားထောင်ဖြစ်တယ်အရင်တော့ကတော့ဘယ်သူဆိုခဲ့မှမသိတဲ့ရှင်နေလေသူဆိုတဲ့ဟာဆိုတိလိုက်ရတဲ့ဟာဘောနော်ရှိတယ်အမျိုးသမီးထဲမှာတော့ကျွန်တော်လဲတချင်းနေချင်းတချင်းကြတော့ကျွန်တော်အထီးတွေနေတယ်လို့ပြောမှာဘောနော်ဒါမှကျွန်တော်အတန်ကိုဒီ live မှာနားထောင်ဖြစ်တယ်စနားထောင်ဖြစ်တဲ့သူရှိတယ်အကြိုက်တယ် Esther Benham song right ဟုတ်တယ်သူလည်းဒီ US ကပဲ US ကသူဒီ US ရောက်မှကျွန်တော်သူချဘူးအကောင့်တေးလေးဒါမဲ့ဆိုတာရန်ကောင်းတယ်နော်အကောင့်သေးတယ်လို့ဟုတ်ပါရောထားပါတော့ဟုတ်ကဲ့ကျေးဇူးများတင်တယ်ပြီးတော့ပရိသတ်တွေကမေးတယ်ဒီမှာချင်းတချင်းဆိုတက်လာတဲ့ပြီးတော့ဆိုဖို့ကစီစဉ်ရှိလားကျွန်တော်တိတ်မဆိုတတ်ဘူးအဲ့ပေါ့ဘာလို့ချင်းတချင်းအများကြီးရှိတယ်ပေါ့နော်ကျွန်တော်မရာတချင်းကြတော့နည်းနည်းများထိတွေ့ရှိခဲ့တယ်ဆိုတော့သူတို့မေးတာဟာခါတချင်းကြတော့ဆိုတော့ပါတယ်နောက်ရှေ့ဆက်ကဟိုလိုဟာတချင်းဆိုရှိလားရှိတာပေါ့အဆိုရှင်တယောက်အနေနဲ့တချင်းပေါင်းစုံပေါ့နော်ဆိုနိုင်ဖို့တော့လိုလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါမှလည်းကျွန်တော်အမှုပညာပူချက်ပြတ်မယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုချင်းတချင်းနေထဲမှာကိုဒေးဗစ်လိုက်ဆိုတက်တဲ့တချင်းလေးတစ်ကြောင်းလောက်ဆိုပြီးလို့ရမလားပရိသတ်တွေတောင်းဆိုလို့လေပရိသတ်တက်ပါရပါတယ်ဆိုတာကတကြောင်းဆိုလည်းနည်းနည်းမများလုံးဘူးလားတကြောင်းလေးပါပဲကျွန်တော်ကြိုက်ဆုံးပါနော်ဒင်းဒီကိုထောင်ပွဲတဲ့ချင်းကိုထောင်ပွဲရတယ်ကျွန်တော်ကြိုက်တဲ့ဆိုရှင်ဆိုတာနော်ဟုတ်ကဲ့ဘယ်နေရာဆိုပြီးကောင်းလဲကြိုက်တဲ့နေရာလေးပေါ့အကြိုက်ဆုံးနေရာလေး chorus ပဲဖြစ် verse ပဲဖြစ်verse ပေါ့နော်ဇန်လေးနီနမ်ချဘတွန်းတနော်ပြီးမှာပါရှင်းကောင်းတယ်ကျေးဇူးတင်နေပြီးတော့နံပါတ်9ကငယ်ကလေးကတချင်းဆိုတာဝါသနာပါလားတဲ့တော့ငယ်ကလေးကဝါသနာပါခဲ့ပါတယ်တချင်းဆိုတာအသက်ဘယ်နှစ်လောက်ကလေးကတချင်းဆိုပြတယ်ကျွန်တော်မွေးခါစားမှာဆိုရင်ကျွန်တော်အမေကပြောပါတယ်ငိုတယ်တဲ့ဟောရီပြီးတော့ဒါကတော့ကလေးတယောက်ရဲ့ငိုတန်းပြောဆိုရင်ဒါကလည်းအနုပညာတစ်မျိုးပါပဲအေးပေါ့တချင်းဆိုတာတော့ပြောတာမဟုတ်ပါဘူးတချင်းဆိုတာတော့၄၅တန်းမှဆောက်ဆိုတာလေ၄၅တန်းကလေးကတချင်းဆိုတာဝါသနာပါတယ်ပေါ့နော်ဟုတ်ကဲ့ပြီးတော့မြန်မာပြည်ကလူငယ်တွေနဲ့ဒီအမေရိကလူငယ်တွေကကွာခြားချက်လေးကိုတော့ပြောပြပေးလို့ရမလားခြားနာချက်လူငယ်ဆိုတာကလူငယ်တွေပေါ့အထူးသဖြင့်လူငယ်တွေမြန်မာပြည်ကလူငယ်တွေရဲ့သူတို့စတိုင်ပဲဖြစ်သူတို့အချင်းစာရိတ္တပဲဖြစ်ပေါ့နော်ကွာချက်တော့များတာပေါ့နော်ဒါမဲ့အများကြီးမကွာပါဘူးဘာလို့လဲဆိုတော့ဒါဒီမှာကျွန်တော်အများဆုံးမြင်တွေ့နေရတာကျွန်တော်တို့ချင်းလူမျိုးပေါ့နော် US မှာဆိုမှန်းလေဆိုတော့အနည်းဆုံးတော့ကျွန်တော်မြန်မာပြည်ကလူတိုင်းပဲရှိနေသေးတယ်ဖြစ်နေသေးတယ်ပေါ့နော်ဟုတ်အများကြီးမကွဲပြသေးဘူးဒါပေမဲ့နည်းနည်းကွဲပြတာတော့ design တွေတော့ကွဲပြပါပေါ့နော် US မှာနေတော့သူတို့ US အနေထိုင်ရှိတယ်သူတို့ပုံစံလည်းရှိမယ်မြန်မာပြည်မှာဆိုတော့မြန်မာပြည်ရဲ့အနေထိုင်တယ်အပြောဆိုရရှိမယ်ဒါတွေတော့ကွာဟာတော့ပေါ့နော်ဟုတ်ကဲ့ဒါဆိုမြန်မာပြည်ကကောင်မလေးတွေနဲ့ဒီကကောင်မလေးတွေရဲ့ကွာခြားချက်ကောဘယ်သူတွေကိုပို့ပြီးတော့သဘောကျလဲအဲ့တော့ကျွန်တော်အားလုံးသဘောကျတယ်အားလုံးသဘောကျပွင့်လင်းလင်းတော့မပြောရဲဘူးဗျာပြောလိုက်ပါပွင့်လင်းလင်းလောလောဆယ် US မှာဆိုတော့လေနော် US ကောင်မလေးတွေသဘောကျပါတယ်ဒါပေမဲ့မြန်မာပြည်ကကောင်မလေးတွေကလည်းအရန်သဘောကျမှုကောင်းပါတယ်သူပေါ့နော်အေးပေါ့ဟုတ်ကဲ့ပြီးတော့အမေရိကကပရိသတ်တွေပေါ်ဒေးဗစ်ရဲ့အမြင်ကိုပြောပြပေးပါတဲ့အခုလို US ကပရိသတ်တွေကဘယ်လောက်ထိပေါ့နော်အခုလိုအရင်အားပေးတယ်ဆိုတော့လေအခုလိုအားပေးလိုက်မယ်လို့ကောဒီကိုမလာခင်ကလေးကတွေးဖြစ်လားထင်ခဲ့လားကျွန်တော်မတွေးဖြစ်ဘူးပေါ့ဘာလို့လဲဆိုတော့ US မှာက
အများစုတော့ကျွန်တော်တီးလိုက်မယ်လို့မထင်ဘူးဘာလို့ဆိုတော့ဒီမှာနေထိုင်တယ်ဒီကအနုပညာကိုပဲအများဖြင့်ခံစားမယ်ပေါ့နော်ဒီကသချင်းတွေပဲနားထောင်မယ်ဒါပေမဲ့ကျွန်တော်တီးပေးကြတယ်ဒီကတော့ ਨੇ ကျွန်တော်မျှော်မှန်းထားတဲ့အများကြီးအားပေးမှုရတယ်လို့ကျွန်တော်အနည်းဆုံးတီးတယ်ပေါ့ဗျာဒါကကျွန်တော်တို့ပြောတာပေါ့အေးပါအေးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပြီးတော့မောင်လေးရဲ့ဘဝမှာအလွမ်းမိုးဆုံးအရာတစ်ခုပြောပြပေးပါတဲ့အစွဲလန်းဆုံးအရာပေါ့အိုးဘယ်သူများမေးပါလဲအရာတစ်ခုခုပေါ့ဟုတ်ကဲ့ကျွန်တော်မှာဆွဲလန်းအဲ့လိုမျိုးအဆွဲတစ်ခုရဲ့တော့မဟုတ်ဘူးပေါ့နော်မေးခွန်းခက်တယ်အလွမ်းမိုးဆုံးအရာပေါ့ကျွန်တော်လွှမ်းမိုးနေတဲ့အရာဟုတ်တယ်ဒါကတော့ပြောမယ်ဆိုတော့စဉ်းစားရတယ်ရွေးချယ်မစဉ်းစားတတ်ဘူးရပါတယ်အဲ့ဒါနောက်မှဖြေလို့လည်းရပါတယ်နော်နောက်မှပဲဖြေရမလားခက်တယ်နော်ရတယ်ဒါဆိုမေကွန်း30ကိုသွားရအောင်နော်မောင်လေးရဲ့အနုပညာပေါ်ခံယူချက်လေးကိုပြောပြပေးပါအနုပညာဒါတော့ကျွန်တော်အများနဲ့စဉ်းစားနေတာပေါ့နော်လူတိုင်းမှာအနုပညာရှိတယ်လို့မြင်တယ်ဥပမာအဖြစ်ဒီတိုင်းကြည့်လိုက်ရင်သူကအနုပညာမဆန်ဘူးအဲ့လိုမရှိရလေနော်ကြည့်လိုက်ရင်အနုပညာဆန်တဲ့လူရှိတယ်အနုပညာမဆန်တဲ့လူရှိတယ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောမှဆိုလူတိုင်းမှာကိုယ်ပိုင်အနုပညာရှိကြတယ်ဆိုတော့ကျွန်တော်ကတချင်းဆိုတယ်ဆိုမဲ့လည်းကျွန်တော်တခြားအနုပညာတွေအများကြီးစိတ်ဝင်စားတယ်တရုပ်ဆောင်တာတွေတော့မပါဘူးပေါ့နော်အနုပညာဆိုတဲ့နေရာမှာဒီတရုပ်ဆောင်လည်းကောင်းမဲ့ပုံပေါ်ပါတယ်တော့ပြီအလှပကိုကြည့်တတ်တာပေါ့နော်ဒီပဝင်းချင်အလှပကိုကြည့်တတ်တဲ့ကြည့်တဲ့ခါမှာဒီအပေါ်မှာအနုပညာလည်းခံစားတတ်တယ်ဒီပေါ်ဒါလည်းအနုပညာတစ်ခုပါပဲဟုတ်ကဲ့ပဝင်းချင်ရဲ့အလှပခံစားနိုင်တာကအနုပညာတစ်ခုပဲလို့အမှလည်းထင်တယ်ပေါ့နော်ဟုတ်တယ်ကျေးဇူးတင်တယ်ပြီးတော့နံပါတ်7ကတချင်းရောတဲ့ကိုယ်တိုင်ရေးဘူးလားတချင်းရေးတာဝါသနာပါလားတချင်းတော့ကိုယ်တိုင်မရေးဘူးဒါပေမဲ့အရန်ဝါသနာပါတယ်အဲ့ဒါခက်တာရေးလိုက်တိုင်းတရားဝင်နေမတက်လာတော့ကျွန်တော်မှာပါရှိတယ်ကျွန်တော်မှာတန်စင်တွေပဲရှိတယ်melody ပေါ့နော်တချို့ဟာတော့တချို့သူများ melody နဲ့ခက်ဆင်ဖြစ်မယ်တချို့ကတော့မတူညီတဲ့အပြောင်းလဲတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ချရေးလိုက်ဖို့ကျွန်တော်မလဲခက်တယ်စူးစမ်းနေတယ်ဆရာပဲအချိန်ရတောင်းရမလားနော်အေးပေါ့ကိုယ်တိုင်ရေးနိုင်ရင်တော့ပို့ပြီးတော့အစိုးတွက်လဲပြင်မယ်ထင်တယ်နော်အစိုးတယောက်အနေနဲ့လေတရားတချို့ချင်းတွေကကိုတချို့တချင်းတွေပေါ့နော်တဝက်နီးပါးလောက်ပဲပြည့်စုံပြီးတချို့မပြည့်စုံတဲ့ချင်းတွေရှိတယ်ကိုကဒီနေရာလေးမှာဒီလိုဖြစ်လိုက်ကောင်းမလားဆိုတဲ့ဟာတွေရှိတယ်ဒါကြတော့ကိုယ်တိုင်ရေးမှဖြစ်လာမှာလေနော်အဲ့လိုမျိုးရှိတယ်ဟုတ်ကဲ့ပြီးတော့73ကအခုဒီ US trip ပြီးရင်ပေါ့နော်ဘယ်နိုင်ငံတွေသွားဖို့အစီအစဉ်ရှိလဲခေါ်ထားတဲ့သူတွေရောရှိလားဟုတ်ကဲ့ဒီပြန်ရင်ပေါ့နော်Australia သွားဖို့ဒီSingaporeအဲ့ဒါခုတော့ချိတ်ထားတယ်အကုန်လုံးစီစဉ်ပြီးပြီပေါ့စီစဉ်ပြီးသားရဖြစ်နေတယ်မတော်လို့မရဘူးပြိတ္တတွေလည်းညော်နေမှာညော်လေးလာပေါ့ကျွန်တော်လည်းလုံးဝကျွန်တော်ပြီးတော့ဒီမှာFacebook နာမည်က Ruth Bjakjarjin တဲ့အဲ့ဒီ Ruth Bjakjarjin ဆိုတဲ့ညီမလေးတယောက်ကပေါ့နော်ကူ David Lai ကဘာလို့အလောက်တောင်ဆွဲဆောင်မှုရှိတာလဲဘာလို့အင်္ဂလိပ်လိုနဲ့ပြောမယ်ဆိုရင်ဘာလို့အလောက်တောင် cute တာလဲအဲ့ဒါလေးပြောပြပေးပါအဲ့လိုဖြစ်နေတာမပြောလေးပါဘူးကောင်မလေးတွေကိုသွားမေးရမယ်အမကောင်မလေးမဟုတ်ဘူးအမဒီမှာကျွန်တော်တော့အဲ့လိုမမြင်ဘူးဟုတ်တယ်တရားမသိဘူးဒါပေမဲ့ပြိတ္တတွေအများအရန် cute နေတယ်ဆိုတော့ဒါတော့သူ့အမြင်ကကျွန်တော်ပုံမှာအရန်ကောင်းလို့ဖြစ်မှာကျေးဇူးတင်ရတာပေါ့နော်လူတိုင်းအမြင်မတူနိုင်သလိုသူ့အမြင်မှာကျွန်တော်အဲ့လိုဖြစ်နေတော့ဘယ်လိုလဲပြောတာပေါ့မဟုတ်လားသူလည်းအဲ့လိုဖြေကြားတဲ့အတွက်သူလည်းအရင်စိတ်ကျေနပ်မယ်လို့ထင်ပါတယ်ကျေနပ်နိုင်အောင်တော့ဘယ်လိုဖြေပြအောင်မလားဒီချက်ကျေနပ်နိုင်အောင်မဖြေတတ်တော့ဘူးနော်အဲ့လောက်ဆိုရပါပြီ